everyone အားလုံးမင်္ဂလာပါရှင်။တော့တုံးလို့ဒီနေ့ slope equation လေးအကြောင်းဆက်ပြီးလေ့လာကြမယ်နော်။အရင် video တွေထဲမှာတော့ဒီ slope ရှာတဲ့ formula နှစ်ခုပြောပြပြီးသွားပါပြီ။ m equal to y2 minus y1 ရဲ့နောက်ပြီးတော့ line ကိုကြည့်ပြီးတော့မှ right by 1သုံးပြီးရှာတာရဲ့အဲ့နှစ်ခုပြောပြီးသွားပြီ။ဒီနေ့မှာ equation ကိုသုံးပြီးတော့ slope ထုတ်တဲ့နောက်တစ်တတိယနည်းကိုထပ်ပြီးပြောပြပေးပါမယ်နော်။ပထမဆုံးဒီမှာဆိုရင် slope equation နှစ်ခုရှိပါတယ်။ slope intercept form နဲ့ point slope form လို့ခေါ်ပါတယ်။ဒီနှစ်ခုလုံးကို equation linear equation ပြန်ရေးတဲ့အခါမှာသုံးတယ်ပေါ့နော်။ပြန်ရေးတဲ့အခါမှာလည်းသုံးတယ်။ဒီပထမ formula တစ်ခုဖြစ်တဲ့ slope intercept form ကို slope ထုတ်တဲ့နေရာမှာလည်းသုံးတယ်။ဒီနေ့မှာတော့ equation ပြန်ရေးတဲ့အကြောင်းကိုမသွားသေးဘဲနဲ့ slope ထုတ်တဲ့အကြောင်းလေးပဲအရင်ဆုံးရှင်းပြပေးမယ်နော်။ကြည့်ရအောင်။ slope intercept form y equal to mx plus b y equal to mx plus b မှာဆိုရင်အလုံးသိထားပြီးသားတိုင်းကျတို့ m ဆိုတာက slope ကိုပြောတာပါ b ဆိုတာကကျတော့ y intercept ကိုပြောတာပါ y intercept ဆိုတာဘာကိုပြောရလဲဆိုရင်တုံးတို့ရှေ့ရဗီဒီယိုလေး a intercept နဲ့ y intercept ဗီဒီယိုလေးကိုပြန်ပြီးတော့သိစိတ်ပြန်ကြည့်ပေးပါနော် y intercept ဆိုတာက y ဝင်ရိုးကိုဖြတ်တဲ့အမှတ်ကိုပြောတာပါline တစ် line ကဒီ y axis ကိုဖြတ်တဲ့အမှတ်ကိုပြောတာပါအဲ့မှာတော့ဆိုရင် 0, y လို့ပြောခဲ့ပါတယ်ဒီမှာတော့ y နေရာမှာ b ဖြစ်သွားမယ်ပေါ့နော် x တန်ဖိုး0မှာရှိတဲ့အမှတ်ကိုပြောတာပါ okay အဲ့ဆိုရင် equation တစ်ကြောင်းကိုကြည့်တာနဲ့ slope တန်ဖိုးနဲ့ y intercept နဲ့ကိုတန်းပြီးတော့ထုတ်တတ်ရမယ်ပေါ့နော်ဒီမှာ example အနေနဲ့ y equal to 2x minus 3ဆိုပါစို့ဒါဆိုရင် x နဲ့မြောက်ထားတဲ့ x ရဲ့ coefficient က slope ဆိုရင်ကျတို့ဒီမှာ x နဲ့မြောက်ထားတဲ့ slope တန်ဖိုးက2အနောက်က constant က y intercept မို့လို့ဒီမှာနောက်က constant က minus 3ရမလားဒါလေးတစ်ချက်ပြန်ကြည့်ပေးမယ်နော် equation ကိုနှိုင်းယှဉ်မှုအတွက်ဆိုရင်သုံးရဲ့ formula က y equal to mx plus b ပုံစံဖြစ်ရမယ်ထူးသဖြင့်ဘယ်ဘက်မှာ y ပဲရှိရမယ်အခုနောက်တစ်ခုထပ်ပြောကြည့်အောင်ဥပမာသုံးရဲ့ equation က y equal to 1 by 2x plus 3 by 2ဆိုပါစို့ဒါဆိုရင်ခုနက formula y equal to mx plus b နဲ့နှိုင်းယှဉ်ကြည့်ရအောင်ဆိုတော့ x နဲ့မြောက်ထားတဲ့ coefficient က slope ဖြစ်တဲ့အတွက်ဒီမှာဆို x နဲ့မြောက်ထားတဲ့ကဏ္ဍက1 by 2အနောက်က constant က y intercept ဖြစ်တဲ့အတွက် y intercept တန်ဖိုးက3 by 2ရမလားဆိုတော့ဒီလိုမျိုးလေးကတော့ကိစ္စမရှိပေမဲ့နောက်ထပ်ဘယ်လိုမျိုးပုံစံလေးလာတဲ့အခါကျရင်မှတ်တက်လဲဆိုဥပမာရောက 2y equal to 4x minus 4ဆိုပါစို့ဒါဆိုရင် slope ထုတ်ကြည့်ပါအောင်တော်တော်များဒီမှာ slope လို့မြည်လိုက်4လို့ဖြေကြရပေါ့နော်ဘာလို့လဲဆိုရှမ်းနေဆို x နဲ့မြောက်ထားတဲ့ကဏ္ဍကို slope ဆိုပြီးတော့တရက်သေးမှတ်ထားတာအဲ့လိုမှတ်ထားလို့မရပါဘူးเนาะမှတ်ထား x နဲ့မြောက်ထားတဲ့ကဏ္ဍကို slope အနေနဲ့ယူဖို့ဆိုရင်ဘယ်ဘက်မှာ y မဲရှိရပါမယ်အဲ့ဒါကိုတခြားတတိထားပါမယ်ဘယ်ဘက်မှာ y မဲရှိရမယ်ဒါကြောင့်မလို့ဒီနှစ်ကိုအရင်ဆုံးဟိုဘက်သွားပြီးတော့စားပါမယ်တနည်းအားဖြင့် equation တစ်ခုလုံးကိုနည်းနည်းစားမယ်ဒါဆိုရင် y equal to 4x minus 4 by 2ဆိုတော့ y equal to 2x minus 2ဒီလိုမျိုးပုံစံလေးဖြစ်သွားတဲ့အခါကျတော့မှ x နဲ့မြောက်ထားတဲ့ကဏ္ဍက slope အနောက်က constant က y intercept နားလည်မလားဒီနေရာလေးမှာပြောဖို့ကြံခဲ့တာကအချို့က y intercept ကို b နဲ့ပြောတယ်လို့ c နဲ့လည်းပြောပါတယ်เนาะကြိုက်တာနဲ့သုံးလို့ရပါတယ် y equal to ma plus b လည်းမှတ်ပါတယ် y equal to ma plus c လည်းမှတ်ပါတယ်အဓိက b ပဲဖြစ် c ပဲဖြစ် y intercept မှသိရပါမယ်အဲ့ဆိုရင် slope လေးထုတ်ကြည့်အောင် slope နဲ့ y intercept လေးထုတ်ကြည့်အောင်เนาะအဲ့ဒါတစ်ချက်ကိုဥပမာကျန်တော့တစ်ပုတ်အတူတူထုတ်ကြည့်အောင် 3x plus 2y equal to 6ဆိုပါစို့အဲ့တော့ slope ထုတ်ဖို့အတွက်ဆိုရင် teacher ရဲ့ equation က y equal to ma plus b ပုံစံဖြစ်ရမယ်ဒါဆိုရင်ဘယ်ဘက်မှာ y မဲထားခဲ့မယ်ကျန်တာတွေ equation ရဲ့တစ်ဖက်ရောက်ပို့မယ်ဆိုတော့အရင်ဆုံး 3x ကိုဟိုဘက်ပို့မယ် plus 3x ဆိုတော့ teacher equation ရဲ့ညာဘက်ကိုပို့တော့ minus 3x plus 6ဒါဆိုရင်2နဲ့ y နဲ့ကမြောက်ထားမှာလို့ teacher တို့နှစ်ဖက်လုံးနှစ်နဲ့စားတော့ minus 3x by 2 plus 6 by 2ဒါဆိုရင် y equal to minus 3 by 2x plus 3
ဒီလိုမျိုးပုံစံလေးဖြစ်သွားတဲ့အခါကျတော့မှ x နဲ့မြောက်ထားတဲ့ကဏ္ဍစလုံးမို့လို့ m equal to -3/2 ဒါဆိုရင် y intercept ကအနောက်က constant 3ဒီဒါကအရင်အရေးကြီးပါတယ်เนาะ equation တစ်ယောက်ကြည့်လိုက်တာနဲ့ slope တန်မှုနဲ့ y intercept တန်မှုတန်းထုတ်တတ်မှာတကယ်လို့ equation ပေးရပြီးပုံရွေးရဲ့ပုံစံတွေတော့အဲ့လိုပုံပေးရပြီး equation ပြန်ယူခိုင်းတဲ့ပုံစံတွေတော့တွက်တတ်မှာဖြစ်ပါတယ်ဒါလေးရတာပြီဆိုရင်ဒီချက်ကိုဒီအခန်းလေးနဲ့ပတ်သက်တဲ့ exercise လေးလေ့ကျင့်ထားပေးလို့ရပါတယ်เนาะအားလုံးပဲနောက်ဗီဒီယိုမှာတွေ့ပါမယ်